ဟိုဘက်ရှိန်လိုက်ဒီဘက်ရှိန်လိုက် Everest လွန်ဆွဲပွဲအားလုံးမင်္ဂလာပါ OK Sport ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတနွေလုံးဇက်ကြောင်းရှည်ပြီးတော့ K-drama တပုတ်လိုဖြစ်နေတာကတော့ Julian Everest ပြဿနာပါ Everest ဟာ Atletico Madrid ကနေ Barcelona ကိုထွက်ခွာဖို့ကြိုးစားနေပေမဲ့ Madrid သားတွေကတက်ညီလိုက်ညီတားဆီးနေကြပါတယ် Everest ကြောင့်ဘောပလာမှာ Final ထိရောက်ရှိသွားပြီးတော့ Argentina အကြောင်းကိုပဲခေါင်းနဲ့ထည့်နိုင်နေတော့မှာတင် Everest နဲ့ Atletico Madrid တို့ကတော့ Round 3ကိုဆက်လက်နောင်ချိန် play ကြပြန်ပါတယ်ဒီချိန်ကတော့တကယ်ပြီးပြတ်ပြီးလို့ထင်ရလောက်တဲ့အထိနှစ်ဖက်ကလည်းဆက်ဆံရေးတော်တင်းမာနေကြပါတယ်ဇလိုင်းအစားကတော့ဘာစရာဟာအသင်းကနေထွက်ခွာသွားတဲ့လီဝမ်ဒေါစကီနေရာအတွက် Everest ကိုခေါ်ယူခြင်းနေပါတယ်။ဘာစရာက Everest ကိုပြီးခဲ့တဲ့ဇန်နဝါရီတည်းကချင်းကပ်နေခဲ့ပြီးတော့ဇာမာဘက်ကလည်းဘာစရာကိုလိုလလဖြစ်နေပါတယ်။ဒီတော့ Everest နောက်ကိုလိုက်နေကြတဲ့ Arsenal, PSG တို့လိုအသင်းတွေလိုနောက်ဆုတ်သွားကြပါတယ်။ဘာစရာကကနဦးကလန်းချက်အနေနဲ့ Atletico ကိုယူရိုတန်း100နဲ့ကမ်းလှမ်းလိုက်တဲ့အခါ Atletico ဘက်ကလမီယမားတို့တတိုက်ကိုနေကြားစီတစ်ထုံနဲ့ပြန်ပြီးတော့ကမ်းလှမ်းပြပြီးလှောင်ပြောင်ရင်းဆိုလိုက်ပါတယ်။ဒီကြားထဲ Real Madrid ကပါ Everest ကိုယူရိုတန်း150နဲ့ဝင်ကမ်းလှမ်းပြတော့ဘာစရာတို့ပို့ပြီးတော့အခက်ကြုံနေရပါတယ်။ Everest ကိုရိုင်းကပပလာကာလာအတွင်းမှာတင်သူဟာဘာစရာကိုပြောင်းရွှေ့ခြင်းကြောင့်လူသိရှင်ကြားထုတ်ပြောထားပြီးတော့ Atletico ဘက်ကိုထွက်ခွာခွင့်တောင်းထားပါတယ်။ Atletico ကတော့စာချုပ်ဖြတ်သိမ်းခြင်းယူရိုတန်း900ပေးနိုင်ပြောင်းလို့အတီလင်းပြောခဲ့ပါတယ်။ဘာစရာကလာပေါ်တာကဘာစရာ Everest ကိုအမြဲတမ်းစောင့်နေပေးမှမဟုတ်ကြောင်းအရင်တည်းပေးစိန်ခေါ်လိုက်ပါတယ်။ကျွန်တော်ကဘသူကြိုးဆွဲရကိုမှမကပါဘူး။ကျွန်တော်ကကိုသမိုင်းကိုရေးတာပါ။ကျွန်တော်ကမ်းလှမ်းထားတယ်။ဒါပေမဲ့ဒါအကန့်အသတ်မဲ့ထာဝရကမ်းလှမ်းချက်မဟုတ်ပါဘူး။ဒီကမ်းလှမ်းချက်ဘယ်လောက်ထိခံမလဲဆိုတာကြည့်ရပါမယ်။ကျွန်တော်ဘက်ကနီးပြအလိုရှိနေတဲ့ကစားသမားကိုခေါ်ခြင်းကြောင့်ပြသထားပြီးပါပြီ။ကျွန်တော်သူ့ကိုအရန်သဘောကျပါတယ်။သူကရန်တော်တဲ့ကစားသမားလေးပါလို့လာပေါ်တာကပြောသွားခဲ့ပါတယ်။လာပေါ်တာကသူ့အနေနဲ့ Atletico ဘက်ကိုဖိအားပေးတာမျိုးမဟုတ်ပဲသူ့ရဲ့ကမ်းလှမ်းချက်မှာလည်းတက်တန်းကုံဆုံးရရှိတယ်ဆိုတာအတိပေးုံသာဖြစ်ကြောင်းတပ်ပေါင်းပြောခဲ့ပါတယ်။ဒါကလည်းဘာစရိုင်းတစ်ဖက်လှည့်နဲ့ဖိအားပေးခြင်းတစ်မျိုးပါပဲ။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ Atletico ဘက်ကချက်ချင်းတုံ့ပြန်လာပါတယ်။ Atletico Madrid ဥက္ကဋ္ဌ Cerezo က Everest ဟာ Atletico နဲ့2030ဇွန်လအထိစာချုပ်တက်တန်းကျန်နေသေးကြောင်းအခိုင်အမာပြောလာခဲ့ပြီးတော့လာပေါ်တာကိုပြန်လဲခြေပခဲ့ပါတယ်။လာပေါ်တာကမိတ်ဆွေကောင်တယောက်ပါ။သူကဥက္ကဋ္ဌကောင်တယောက်ဆိုတော့အခြေအနေကိုသူကောင်းကောင်းသိပါတယ်။နောက်ရသည်မှာဟူလီယန်ဘယ်အသင်းမှာဆက်ကစားနေမလဲဆိုတာကျွန်တော်အားလုံးလည်းသိကြပါတယ်။ဟူလီယန်တောင်းဆိုထားတဲ့ပတ်သက်ပြီးတော့ပြောရရင်ဘဝမှာကျွန်တော်အားလုံးအမားတွေလုပ်တတ်ကြပါတယ်။အားလုံးကိုခွင့်လွှတ်ပေးလို့ရတာပါပဲ။ဟူလီယန် Everest ဟာ Atletico Madrid ဇာမားပါလို့ကျွန်တော်အခိုင်အမာပြောချင်ပါတယ်လို့ Cerezo ကပြောလာခဲ့ပါတယ်။ Atletico Madrid CEO Miguel Angel Gil ကလည်း Everest ဟာရောင်းရံမဟုတ်တာကြောင့်ယူရိုတန်း100မကလို့ယူရိုတန်း150တန်း100ထိပုံပေးရင်တော့ကန့်လန့်ချက်ကိုလက်ခံမှာမဟုတ်ကြောင်းပြောလာခဲ့ပါတယ်။ Everest ကတော့ဂရီးဖြတ်တဲ့ Atletico ကိုအတော်လေးစိတ်ဆိုးဒေါသထွက်နေကြောင်းအတွင်းသတင်းတွေထွက်ပေါ်နေပါတယ်။ Everest ကကပပလာပေးကြရင် Atletico တာဝန်ရှိသူတွေနဲ့ထပ်ပြီးတော့တွဲဆုံဆွေးနွေးအောင်မယ်ဆိုတော့အခြေအနေကတမျိုးတမီတော့ပြောင်းလဲလာနိုင်ပါသေးတယ်။ Everest ကလောလောဆယ်တော့ Argentina နဲ့ Spain ရဲ့ကပပလာ Final ပွဲစဉ်ကိုပဲအပြည့်အဝအာရုံစိုက်ထားမှာပါ။ Everest ကပပလာနှစ်တက်ကွမ်းချန်ပီယံဖြစ်လာရင်ဘာစရာအတွက်ဒီနေရာဒီမှာခေါ်ယူဖို့ပုံမခက်ခဲလာနိုင်ပြီးတော့စံချိန်တွေပြောင်းရွှေ့ခြင်းတခုတော့ပေးရနိုင်ခြင်းရှိပါတယ်။ Everest လွန်ဆွဲပွဲမှာဘယ်အသင်းကအနိုင်ရမလဲဆိုတာကပပလာပြီးမှဆက်လက်ရှုစားကြရအောင်ဗျာ။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။